ရေခဲပြင်ကျဲကြီးပုံမှာဖိချင်တဲ့ဆိုရစ်အော်တိုဖြတ်တန်းသွားနေစဉ်ရေခဲမျက်နှာပြင်ကစတင်ကွဲအပ်လာခဲ့သည်ဖတ်ချိုက်ကအန်ရရှိကြောင်းတတိပေးခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြဘူးအုပ်စုခေါင်းဆောင်တော်မှဆက်လျှောက်ဖို့အမိန့်ပေးခဲ့သည်ခဏအကြာမှာတော့ရေခဲတုံးကြီးတွေပြိုကျသွားပြီးထခန်နော်ဆိုရုစ်အချို့ကအေးခဲလာတဲ့ရေထဲကိုကျဆင်းသွားခဲ့ကြသည်ခေါင်းဆောင်ကရှေ့ဆက်ဖို့အော်ဟစ်နေချိန်မှာနောက်ကျန်နေသူတွေကမျောလင်းချက်ပျောက်ဆုံးလာခဲ့ကြသည်အသက်နဲ့တည်ခြင်းကြားအရေးပေါ်အချိန်မှာဖတ်ချိုက်ကရေရင်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်ခေါင်းဆောင်ရဲ့အမိန့်ကိုလစ်လျူရှုပြီးကြံရှိနေတဲ့အုပ်စုကိုပုံမှုလုံခြုံတဲ့မြေပြင်ဘက်စီဦးဆောင်ခဲ့သည်ဒီကနာကိုရောက်ခါနီးမှာလမ်းချင်းလေးတွေကြောင့်ပိတ်ဆို့မှုဖြစ်လာပေမဲ့ဖတ်ချီကတည်ငြိမ်နေစေသူ့ရဲ့အင်အားအကုန်တုံးကလမ်းပိတ်နေတဲ့တစ်ပင်တွေကိုတိုက်ခိုက်လဲချပြီးလုံခြုံတဲ့လမ်းကြောင်းတစ်ခုဖန်တီးခဲ့သည်အခြားသူတွေရဲ့အကူအညီနဲ့အတူတောင်ဆောင်ပေါ်တက်နိုင်မဲ့လမ်းကိုအမြန်ရှင်းလင်းနိုင်ခဲ့ကြသည်နောက်ဆုံးမှာတော့အုပ်စုတစ်စုလုံးအနေရကနေလွတ်မြောက်သွားခဲ့သည်ဒါပေမဲ့ဖတ်ချီရဲ့လောက်ရက်ကခေါင်းဆောင်ကိုဒေါသထွက်စေခဲ့သည်သူ့ရဲ့အာဏာကိုစင်ခေါ်လာလို့ယူဆခဲ့သောကြောင့်ဖြစ်သည်ဖတ်ချီကတော့ဒေါသတကြီးဟိဟောက်တန်တွေကိုဂရုမစိုက်ပဲအုပ်စုကိုတစ်တော်အတွင်းပုံမှုနှဆိုင်တဲ့နေရာစီဆက်လက်ဦးဆောင်ခဲ့သည်အဲ့ဒီမှာခေါင်းဆောင်ကသူတို့ရဲ့လမ်းကိုပိတ်ဆို့ပြီးဖတ်ချီကိုဓာတ်ရိုက်စင်ခေါ်လိုက်သည်ရှုံးနိမ့်သူကိုအုပ်စုထဲကနှင်ထုတ်မယ်လို့ကြေညာခဲ့သည်ကိုရွယ်စားကွာခြားမှုကြီးမားလုံးတာကြောင့်ဖတ်ချီမှာအနာရဖို့အခွင့်အရေးနှဲပါခဲ့သည်တိုက်ပွဲအတွင်းတစ်ပင်ကြီးတစ်ပင်လဲကျလာပြီးဖတ်ချီကိုဖိမိသွားခဲ့သည်သူမိတ်ဆွေတွေကကူညီဖို့ကြိုးစားကြပေမဲ့ခေါင်းဆောင်ကမောင်းထုတ်လိုက်သည်ညရောက်လာတာနဲ့တစ်တိုးထဲမှာတားရဲတွေပြင်းတက်လာခဲ့သည်ဖတ်ချီကဘဝစရပ်တာအိုတိုရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရသည်ကံကောင်းစွာနဲ့ပဲသူတို့ရဲ့တင်းငယ်တဲ့အရွယ်စားကြောင့်ဖတ်ချီရဲ့ထူထဲတဲ့အရေးပြားကိုမဖောက်နိုင်ခဲ့ကြဘူးဒါပေမဲ့အဲ့ဒီစူမြန်တန်တွေကကောင်းကင်ရဲ့အထွတ်ထိပ်သားရဲထရဆာတွေရဲ့အာယုံကိုဆွဲဆောင်လိုက်သည်ပြန်တန်းသားရဲတွေကလွယ်လွယ်ကူကူတိုက်ခိုက်နိုင်ခဲ့ပြီးသူတို့ရဲ့ချွန်ထက်တဲ့နှုတ်တီးတွေနဲ့ဖတ်ချီကိုအဆက်မပြတ်ထိုးဆွဲနေကြသည်ပြင်းထန်တဲ့နာကျင်မှုကဖတ်ချီကိုနိုးထစေခဲ့ပြီးသူ့အတွင်းကမယုံနိုင်တဲ့စိတ်ဓာတ်ကိုမီးထိုးပေးလိုက်သည်ရှေ့မှာအကြောင်းမဖွယ်ချီနေကိုမြင်လိုက်ရတဲ့အခါဖတ်ချိုက်ကကြံရှိသမျှအင်အားအလုံးကိုစုစည်းလိုက်သည်ထို့နောက်သူ့ကိုဖိထားတဲ့တစ်ပင်ကြီးကိုအကုန်တုံးဖယ်ပစ်လိုက်သည်ဒေါသတကြီးဟိဟောက်တန်တစ်ချက်နဲ့ထရက်ဆာတွေကိုထွက်ပြေးစေခဲ့ပြီးကြံရှိတဲ့တားရဲတွေကလည်းတစ်တော်ထဲသို့အလျင်အမြန်ထွက်ပြေးသွားကြသည်ဖတ်ချီကမနာခဲ့ဘူးသူ့အုပ်စုနဲ့ပြန်လည်ဆုံတွေ့ဖို့ခရီးဆက်တင်ခဲ့ပြီးသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့ခေါင်းဆောင်ပေါ်ပြန်လည်လက်စားချင်မဲ့အစီအစဉ်ကိုလည်းတိတ်တဆိတ်ရေးဆွဲနေတော့သည်